သမီးရေအမေကိုဂျိုတုလေးဝယ်ပေးပါအောင်အမေမဝင်းမသွား2ရက်လောက်ရှိနေပြီအမေတို့လည်းနော်ခိုင်းမဲ့ဆိုလာကြီးပဲဘက်မှလည်းပျော်ရွှင်မှုဘက်မှလည်းလွတ်လပ်မှုဂိမ်းလေးတောင်ပြောင်းမစော့ပါဘူး သွားပါဟဲ့မနေ့ကမွေးထားတဲ့အမေလေးဒီမှာဝင်းမသွားတဲ့ကိစ္စကိုသွားအခုသွားပဲလိုက်ဂျိုတုဝယ်မယ်ဝယ်ပေးမယ်ဟဲ့ဂျိုတုနော်ဂျိုတုမှားမယ်တီးတယ်ရောအမေမာရဲ့လောင်ချာဟဲ့ငါမာလာဂျိုတုလေလောင်ချာဘယ်လဲတော့ထည့်ရမှာလဲငါ sorry မေမေဂျိုတုနဲ့ပါဦးဒီသက်မီလေးမိုးရဆိုတယ်နော်ဦးဒီသက်မီလေးမိုးရဆိုတယ်